Messenger မှာတန် message ပို့လိုက်ရင်မြန်နေတယ်ပေါ့နော်မြန်နေတာလေးကိုဒါပြီးတော့မေးထားလို့မျှဝေပေးတယ်ဖြစ်ပါတယ် Messenger တွေကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အတန် message ပို့ရဲ့ကောက်ထဲကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အတန် message ကလေးကိုကိုကဖွင့်ကြည့်လိုက်ပါအခုပြန်လာပြီလား ဒီလိုဆိုရင်တော့ရောက်နေပြီလဲပြန်လာပြီလားဒီလိုဆိုရင်တော့သူကပုံမှန်အတန်တိုင်းပဲပေါ့နော်အဲ့ဒါကိုကိုကပြန်ပြီးတော့မှမြန်လာတယ်ဆိုလို့ရှိရင်သူ့ကိုပြန်ပြောင်းရမှာပေါ့နော်ဒါလေးကိုပြန်နှိပ်လိုက်ပါအခုပြန်လာပြီလားဘယ်နဲ့ရောက်နေပြီလဲပြန်လာပြီလားဒီလိုမျိုးမြန်နေတယ်ပေါ့နော်မြန်နေတဲ့ဟာကိုကိုကနှိပ်အောင်ပြန်ပြီးတော့ပြန်လုံးမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုပြန်ဖွင့်ပြီးတော့မှအခုပြန်လာပြီလားဘယ်နဲ့ရောက်နေပြီလဲပြန်လာပြီလားဒီနေရာမှာပြန်ချင်းပေးလိုက်ပါပြန်ချင်းလိုက်လို့ရှိရင်ကိုကဒီမှာပြန်ဖွင့်ကြည့်လိုက်ပါအခုပြန်လာပြီလားဘယ်နဲ့ရောက်နေပြီလဲပြန်လာပြီလားဒီလိုလေးပေါ့နော်ပြန်ချင်းပြီးလဲလို့ရှိရင်တော့ကိုသူကပုံမှန်အတန်တိုင်းပဲပြန်ဖြစ်သွားမှာဖြစ်ပါတယ်ဒီနေ့တဲ့အတိုင်းပဲတော်လို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်ကိုအတွက်ကျူရှိရဆိုရင်လည်းတယ်လီပေးပြီးတော့ပေါင်းလေးနဲ့ share လေးတစ်ချက်လုပ်ပေးတော့ပါရှင်